မင်္ဂလာပါနော်ကျွန်တော်ဒီ Facebook page လေးပေါ့နော် Facebook page လေးကိုအားလုံး follower လေးလုံးမယ် like လက်မှတ်လေးတွေနှိမ့်မယ်အသေးလေးတွေနှိမ့်မယ်copy link လေးတွေယူမယ်တယောက်ကို group share လေးတွေ3ခုစီလောက် share သွားမယ်နော်အခုကကျွန်တော်တို့ဒီနေ့9ရက်ပေါ့နော်6ရက်နေ့ဆိုတော့ကြာတာပရိ9ရက်နေ့ဆိုတော့တောက်ကြနော်6ရက်9ရက်2ရက်စာကိုမိတ်ဆွေတို့စာရိုးပတ်တီးလိုက်ချင်တဲ့မိတ်ဆွေလေးတွေပတ်တီးအဟောင်းလေးကိုမိတ်ဆွေတို့ရွေးမနေနဲ့နော်ပတ်တီးအသက်ကလေးကိုရွေးမနေနဲ့နော်ပတ်တီးအသက်ကလေးကိုရွေးမနေနဲ့ပတ်တီးအဟောင်းနဲ့အလုံးမမင်းသားလေးဆိုတာရွေးပေးမယ်နော်တပတ်စာလိုက်ရှုလေးလေကျွန်တော်လွှင့်လို့ရရင်လွှင့်ပေးမယ်တပတ်စာ video file လေးတွေပေါ့နော်ပတ်တီးအဟောင်းလေးတွေကပါမိတ်ဆွေတို့တော့ကျွန်တော်ဒါအခုထိတော့မအိတ်ကတည်းကမိတ်ဆွေတို့တော့တင်ပေးမလို့နော်ပတ်တီးအဟောင်းလေးတွေကဘာပတ်တီးကိုလိုက်ရမလဲဆိုကြာသာပတိတောက်ကြ2ရက်စာကိုမိတ်ဆွေများကြာသာပတိတောက်ကြ2ရက်စာကိုမိတ်ဆွေများနှစ်တလုံးပိုင်နှစ်တလုံးပတ်တီးကိုလိုက်နော်အဲ့ဒီမှာနှစ်ပတ်တီးကိုမလိုက်ချင်တဲ့နော်အမျိုးတွေက13956ဆိုတဲ့အခွေကိုမွေးတို့ကျန်တဲ့2ရက်စာတော့ကဲပေါ့လုံးဝမြန်လေးလုတ်ပေးသွားမယ်နော် share သွားများများလေး share သွားလိုက်နော် follower လေး100ကျော်အောင်လို့များများလေး share ပေးသွားလိုက်နော်အားလုံးကံကောင်းခြင်းတွေထပ်ပြီးပိုင်ဆိုင်နိုင်ကြပါစေအရှိမကျွန်တော်တို့9ပတ်တီအောင်ထားတယ်3ညပတ်တီအောင်ထားတယ်နော်နောက်တစ်ချက်ခွန်ပတ်တီအောင်ထားတယ်နော်အားလုံးအခုလည်းထပ်ပြီးတော့ဒါ2ပတ်တီနဲ့ထပ်ပြီးတော့အောင်ရမယ်ပတ်တီအဟောင်းနဲ့2ပတ်တီကိုလိုက်ရနော်အားလုံးကံကောင်းကြပါစေနော်အားလုံးကံကောင်းကြပါစေ